အားလုံးပဲမင်္ဂလာပါဒီကနေ့ဒီချေကကြက်တောင်မှန်လေးကိုကူလာလေးနဲ့ချက်စားမှာဖြစ်ပါတယ်ကြက်တောင်မှန်ကူလာချက်နီးလေးချက်စားမှာဖြစ်ပါတယ်ကြက်ကလေးတွေကိုရည်စည်းတဲ့ဘာညာလေးပေါ့အဲ့ဒါတွေပြောမနေတော့ပါဘူးโอเคပါရင်းတဲ့အတိုင်းလေးပဲပေါ့နော်အဲ့ဒီလိုလေးလုပ်ပြီးတော့ချက်စားလိုက်ပါတယ်ဒါဆိုရင်ဒီချေကိုကလေးတွေအားလုံးကြိုက်ပါတယ်လူကြီးတွေလည်းအားလုံးကြိုက်ပါတယ်ကျောင်းသားတွေလည်းကြိုက်ဆရာတွေလည်းကြိုက်ဆရာမတွေလည်းကြိုက်အားလုံးကြိုက်ဒါလေးနဲ့ထမင်းလေးနဲ့ဒါလေးတမယ်လေးနဲ့ဆိုရင်အင်တန်မှစားလို့ကောင်းပါတယ်အလုပ်လည်းရှင်းပါတယ်ချက်ရတာလည်းမြန်ဆန်လွန်းပါတယ်လွယ်ကူပါတယ်အရင်ကြိုက်ပါတယ်။အိုးမွေးနေတာပဲရတာလေးကတော့တော်တော်ကောင်းပါပဲ။နံလေးကိုမွေးချိုင်းနေတာ။ကဲစားလို့ရပါပြီ။ကလေးကြိုက်လူကြီးကြိုက်အားလုံးကြိုက်အားလုံးကြိုက်စုတ်တီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ See you next video